အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မနေ့ menu လေးကတော့ပါမုတ်ချက်ဥကျော်နဲ့ပါမုတ်ခင်လေးဖြစ်ပါတယ်အဲ့ဒါခုနကတော့ strawberry လေးတွေကိုရေစိမ်းပြီးတော့တခြားစားထည့်ပေါ့နော်စားထည့်ပြီးရေစိမ်းထားတာပါပွဲ3ပွဲပြင်ပါတယ်ပွဲ3ပွဲဆိုတာမြတ်စွာဘုရားတစ်ပွဲကေတစ်ပွဲကေမြို့သားတစ်ပွဲပေါ့နော်ပြီးရင်ကေကပါမုတ်ချက်ဥကျော်ကိုဒီထောက်ပတ်လေးနဲ့กินတာပါထောက်ပတ်လေးနဲ့กินတာမဟုတ်ထောက်ပတ်လေးနဲ့ကြော်မှာပါပါမုတ်ချက်ဥကျော်ကအများကြီးချက်ဥတွေအများကြီးလို့မထင်ပါနဲ့သူကပါမုတ်နွားနုကျုပ်ပါကျုပ်နှလုံးထည့်တယ်နွားနုများထည့်တယ်ပြီးရင်အဲ့ထဲမှာအဲ့ထည့်ထားတဲ့အရေးမှာနစ်ထားလိုက်တယ်ပေါ့နော်အခါကျပါမုတ်လေးကပြုတ်လေးဖြစ်သွားပြီးတော့အခါကျတော့ခဏနေစားတဲ့အခါကျရင်လည်းသူကပေါက်စီဖြစ်ပြီးတော့စကောင်းတယ်ပေါ့နော်ဒါကတော့ကေအမျိုးသားနဲ့မြတ်စွာဘုရားအတွက်ကေကလုပ်ပေးနေရပါကေကတော့ပါမုတ်ကျုပ်မစားပါဘူးပါမုတ်กินမယ်စားပါမှာနောက်မှလုပ်ပါတယ်ကြည့်ဆက်ကြည့်ပေးကြပါအောင်နော်ပုံမှန်အားဖြင့်ဆိုရင်တော့အဲ့လိုမနဲ့ဆိုရင်ဒီဟိုပါပေါ့နော်ဒီဘာခေါ်လဲထမင်းတို့အတုပ်တို့စီချက်တို့အမျိုးစားတယ်ပေါ့နော်တခါလေးကြတော့လည်းအဲ့လိုပေါင်းမုံလေးနဲ့ဒီအသေးနံလေးနဲ့အဲ့လိုစားချင်တော့အဲ့လိုစားဖြစ်တာပါဒါကတော့နောက်တစ်ချက်အတွက်လုပ်နေရပါမြတ်စွာဘုရားအတွက်ရပါပြီမြတ်စွာဘုရားအတွက်ဆိုပြီးတော့မှအမျိုးသားကိုတင်ခံလိုက်တာပါပေါ့နော်ဘုရားဆရာမှာဒါကတော့သူ့အတွက်ပေါ့နော်ထပ်ပြီးတော့သူက3ချက်စားပါတယ် avocado paste ပေါ့နော်ကီက avocado paste နဲ့အားကြကီကဒီကီရဲ့ပေါင်းမမိခင်အတွက်ကီထုတ်ထားတာပါပြီးတော့ခါကျတော့ကီသတိရလိုက်တယ်ဟိုပါလေအဲ့အတီဟိုအရွက်ရှိရဆိုတော့လည်းသတိရသေးရဲ့ပြီးတော့နောက်ခုအတီတစ်ခုရှိသေးရဲ့မိသွားတယ်တော့ချင်းမှတ်ညာတယ်ဘာသေးလဲ raspberry လားအဲ့အတီလည်းကီကထည့်ပါတယ်အဲ့မှာကေးမျိုးသားတော့အရွက်မစားချင်တော့မထည့်ပါဘူးပြီးရောကီအတွက်ဘာမှမီးခင်နဲ့ဘာမှမီးခင်ကကျွန်းသွားပါတယ်တော်တော်ကိုပဲမဲသွားတယ်ပေါ့နော်ဒါပေမဲ့ကိစ္စမရှိပါဘူးမဲတဲ့ဟာလေးကိုချစ်ပြီးစားပါမယ်မဲတဲ့ဟာလေးချစ်ပြီးတော့စားမယ်ပေါ့နော်မစုံလေးနဲ့နည်းနည်းမဲတဲ့ဟာလေးချက်လိုက်တယ်ကွယ်ချက်လိုက်တော့လည်းစားလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကတော့တော်တော်တူးသွားတယ်စားတော့လွတ်ပြစ်မလို့ပဲမလို့ဖြစ်ချင်တော့တာနဲ့ချစ်လို့ရတော့ချစ်လို့မရတဲ့ဟာကြတော့လည်းပါဖဲ့ပြီးတော့စားလိုက်တယ်ကွယ်တိတ်ပြီးတော့မသိရမလားထွေးလေးကလေးများနေတော့ပြီးတော့ကိုထဲမှာအရွက်တွေရော strawberry ရော raspberry လည်းပါတယ်ပြီး avocado paste လေးနဲ့ဆိုတော့ bite ကတော်တော်ပြည့်ပြီးတော့အစာခံတယ်ကွယ်ဒါစားထားရလေအဲ့မှာ avocado ကိုအားရပါရကြီးဖောက်ချလိုက်တယ်ကေအဲ့မှာမိဝါသူ့မှာအဲ့လိုမျိုးပြန်ဖုံးနဲ့ခောက်ပါတယ်ထင်တယ်သူမပါဘူး cover မပါဘူးသူ plastic cover ပဲပါကေမိပဲအမေ plastic cover ကြီးလည်းလွတ်ချပလိုက်တယ်ရောavocado paste လေးတင်ပေါ့နော်တကယ် avocado မှာပါပဲစားကောင်းနေတယ်လားအဲ့လိုလေးလေစားကြည့်အဲ့လို heavy meal တွေစားတာညဆိုဒါမျိုးလေးလောက်စားကြည့်ရင်းစားကောင်းတယ်ပြီးလဲပြီးတော့ဘယ်လိုပြန်သိရမလဲ idea loss သွားတယ်လေတည်မလားအဖုံးမရှိတော့အဲ့နဲ့ကဲ idea ရလာတော့အဲ့ဒီဟိုမှာစင်ကူကဝယ်လာတဲ့ plastic ဟိုမျိုးလေးရှိရလေတည်လားအဲ့ထဲမှာထည့်လိုက်မယ်ကွယ်ထဲမှာထည့်လိုက်ပြီးတော့နည်းနည်းကြစ်လေးချီလိုက်မယ်ကြစ်လေးချီပြီးတော့ပြင်သိမ်းထားလိုက်မယ်ကြည့်ပါအောင်အရွက်လေးရော strawberry ရော raspberry ရော avocado အားရပြည့်ရနော်ရှင်လည်းမပြည့်ဘူးသီလားစားလို့လည်းကောင်းတယ်ဤလည်းမဤဘူးဒီခါလေးဒါမျိုးလေးလှုပ်ရှားကြပါအကောင်းပါတယ်ဒါကတော့ကေမျိုးသားနဲ့ကေအတွက် breakfast ပါ see you